အာဆင်နယ်တင်နောက်ထပ်ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့တိုက်စစ်ကစားသမားကတော့ဘရာဇီးသားဂူအာအေလီယပ်ပဲဖြစ်ပါတယ်။သူ့ရဲ့ကစားသမားဘဝကိုဘရာဇီးကရက်ဖရူမီနက်စ်မှာကစားခဲ့ပြီးတော့မှလက်ရှိချိန်မှာဆိုရင်ယူကရိန်းကရက်ရှက်တာဒိုနက်စ်မှာကစားနေတာဖြစ်ပါတယ်။သူ့ရဲ့အဓိကတိုက်စစ်ကစားသမားနေရာကတော့တိုက်စစ်မှုနေရာဖြစ်ပြီးတော့မှလာတဲ့ဘောလုံးတွေကိုဂိုးအဖြစ်ပြောင်းလဲဖို့ရန်တာဝန်ယူတဲ့နေရာဖြစ်ပါတယ်။သူကလက်ရှိမှာဆိုရင်တော့ကလပ်မှာတွန်းကိုတွေထဲနိုင်ငံပွဲတွေမှာတိတိတသာကောင်းမွန်တဲ့တွန်းကိုတွေကိုတွန်းနေတဲ့အတွက်ကလပ်တိုင်းရဲ့စိတ်ဝင်စားခြင်းကိုခံနေရပါတယ်။သူကတည်ငြိမ်တဲ့တွန်းကိုပြုလုပ်မှုတွေကြောင့်ဒါလက်ရှိမှာဆိုရင်တော့မန်ချက်စတာယူနိုက်တက်အပါအဝင်အာဆင်နယ်တင်းကသူ့ကိုခေါ်ယူဖို့ရန်စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ဆိုတော့ဒီကစားသမားကအာဆင်နယ်ကိုရောက်မလားမန်ယူကိုရောက်မလားတခြားတင်းကိုရောက်သွားမလားဆိုတာကတော့သူတို့ရဲ့ငွေသွေးဒီငွေတွေသုံးစွဲမှုပေါ်တွေမှာမူတည်သွားလိမ့်မယ်လို့ကျွန်တော်မြင်မိပါတယ်။လက်ရှိမှာဆိုတော့အာဆင်နယ်ရဲ့တိုက်စစ်မှာယူဂိုရက်စ်ကိုင်ဟာဘက်စ်ဂျီဇက်စ်လို့ရှိနေပြီးတော့မှဒါလိုအပ်လိုအပ်တဲ့တို့မာဒူကီတို့ကလည်းတိုက်စစ်မှာကစားဖို့ရရှိပါတယ်ပြီးမယ်ရီနိုတို့မှဆရာတို့ကစားဖို့ရရှိပါတယ်ဒါပေမဲ့တေးသေးချာချာနဲ့ဘောလုံးရလာတဲ့ဘောလုံးရတယ်လို့ဒီဂိုးအေရီယာစီးမှာဒါမှမဟုတ်ဒီဂိုးအေရီယာထိပ်မှာရလာတဲ့ဘောလုံးကိုဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့တိုက်စစ်မှုကတော့ရှိနေဖို့လိုအပ်နေရဖြစ်ပါတယ်ယိုကိုရက်စ်ကပြီးခဲ့တဲ့နှစ်မှာတော့ဒါသူ့ရဲ့ယာတီစမှာတော်တော်လေးရုန်းကန်ခဲ့ရပြီးတော့မှဘယ်လိုပဲနေအာဆင်နယ်ကိုဖလားကိုရအောင်စွန့်ဆောင်နိုင်ခဲ့ပါတယ်ဒါပေမဲ့အာဆင်နယ်ပရိသတ်နဲ့အာဆင်နယ်တာဝန်ရှိတွေဟာဒီထက်ပိုမိုကောင်းမွန်တဲ့တရားတီကိုတွင်းကို20အထက်30ဝန်းကျင်ဂိုးသွင်းနိုင်တဲ့တိုက်စစ်မှုစစ်ကိုအာဆင်နယ်တင်းမှာထပ်ပြီးအလိုရှိနေကြတာဖြစ်ပါတယ်ပြောရရင်တော့ယိုကိုရက်စ်ကိုရှင်ပြိုင်နိုင်မဲ့တိုက်စစ်မှုမျိုးကိုအာဆင်နယ်တင်းကအလိုရှိနေတာဖြစ်ပြီးတော့လက်ရှိမှာဆိုတော့ဒီဘရာဇီးသားအေလီယပ်ကိုသူတို့အနေနဲ့စိတ်ဝင်စားမှုတွေပြုလုပ်နေတာဖြစ်ပါတယ်ဒီကစားသမားတွေကတက်20တာရှိပေမဲ့သူ့ရဲ့တွင်းကိုတွေဒီဂိုးတွေအထိမှာအဆုံးသတ်မှုပိုင်းမှာတော့တည်ငြိမ်နေတာဖြစ်တဲ့အတွက်ကလပ်တိုင်းရဲ့မျက်ခြေမပြတ်စောင့်ကြည့်ခြင်းခံနေရတာဖြစ်ပါတယ်ပြောရရင်တော့သူကဒီကလပ်ပွဲတွေမှာတော့သူ့အနေနဲ့တွင်းကိုများများဆဆမရှိခဲ့ပါဘူးပြီးခဲ့တဲ့ဒီရှက်တာဒိုနက်ဘက်ဆွန်သူကပွဲပေါင်း30ကျော်ကစားခဲ့ပြီးတော့မှတွင်းကိုအဖြစ်တာ19ဝန်းကျင်လောက်သာရှိခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းသူ့ရဲ့တိုးတက်လာတဲ့ကစားဟန်တွေတိုးတက်လာတဲ့ဘောလုံးကစားဟန်ကြောင့်ဒီကလပ်တွေကအပြင်းထန်သူ့ကိုအလိုရှိနေကြတာဖြစ်ပါတယ်လက်ရှိမှာဆိုရင်တော့အာဆင်နယ်နဲ့တည်ထွက်လာခဲ့တာဖြစ်ပါတယ်ဆိုတော့ break တို့ရဲ့ team view စာချက်တွေကို comment မှာရေးပေးခဲ့ပါဦးနောက်ထပ်အာဆင်နယ်နဲ့ပတ်သက်တဲ့ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်ကျွန်တော်ရဲ့ဒီ channel လေးနဲ့နောက်ထပ် channel လေးကိုလည်း subscribe လေးလုပ်ထားဖို့အကြံပြုချင်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်နားထောင်ပေးတဲ့ break အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ